ဖေရောပါနေသွားတယ်သွားတယ်စေတပါးနဲ့အမေအိမ်ကိုရဖို့ပေါ်လာပစပ်ပေးထားတယ်မနေ့ကအိမ်ကိုအဲ့ဒါစေတထိုးမလားဆိုအိမ်ဝယ်ပေးထားတယ်ပြေးတော့ပစံဘလောက်ကြံလူလူလဲအဲ့ဒါစေတထိုးမလားအဲ့ဒါနေလေဟိုတော့မရောက်ဘူးဒီများမပေးတော့ခိုင်ကုန်နေနေတာအခုပွဲမရအောင်ပြန်လာနေတဲ့ဒီကစားတရွာလုံးနေရတော့အဲ့ဒါသမီးတို့ပြန်လာအိမ်လေးကလေးမလေးတော့ခေါ်လာပြီအိမ်ကစီကောက်သွားတယ်ဒီပိုင်းပြီးရအောင်ပစ္စည်းကိုရပစ္စည်းကိုပြန်လာပေးလာတယ်ခါရလာပေးအိမ်ဆိုင်ပြီးတော့ဆိုရင်ပြောတယ်အိမ်လာလာတော့ပြောပြတယ်ပြောတော့တယ်နာဒီလိုကငါအိမ်မနေလို့နာဒီမှာလည်းဘယ်သူမရှိဘူးပေါ့နာဒီမှာလည်းမအားလို့နေတော့ငါပြစ်ထားတယ်ပါတယ်ပေါ့ဘယ်လိုတော်လဲသူအနန္နာတာအဖေဒီတမီးတော့အဖိုးကတော်လေးတော့အမေကမောင်နှမအဖိုးကအကြီးအမေကအငယ်အဖိုးဆိုဒီမှာပဲနေနေတာတော်လေးတို့ဒီမှာပဲတော်လေးလေးအမေရှိဒီမှာပဲတဲ့နေတာနော်အဲ့နောက်တော့အသက်ကြီးတော့ဝေးတော့ကြာသူတော်ဆိုတော်လေးတို့ဒီမှာပဲရကန်ခတ်အိမ်ကြီးအိမ်ဟောင်းချမ်းသာတယ်ဟိုတော့ဟုတ်တယ်ချမ်းသာတယ်အခုသမီးကလက်ထဲရောက်တော့ငမွေငါကျွေးတယ်ပဲငါယော်ပြီးဟုတ်တယ်မယူဖေကလေးကျွေးတယ်ယော်ပြီးတော့အိမ်မကျွေးတယ်သိန်း20ကျော်ပြီးစမ်းနေအဲ့သူပြောရတယ်အဲ့ဘောဘယ်လိုလုပ်လဲအဲ့ဒါစိတ်ထဲတော့ဦးဒီသားရငါစကောင်းနေရမလားလို့အမလေးငါပို့ဆိုးတယ်တော့စီးတဲ့အမွေးတော့တော်ပြီးလို့ပြောတယ်ဘယ်နေရာကြီးရောလက်သိမ်းဆိုဦးဒီတော့သားရတာငါကောင်းမလားလို့အခုငါကြီးပဲငါကောင်းပေါ်ကြီးပဲဖြစ်နေတယ်တော့ငါရှိတဲ့အမွေးတော့ကုန်နေပြီလို့ပြောတယ်အဲ့ဒါသူကြီးတယ်လည်းကုန်ပဲဖြစ်လာရင်သူရွာတော့မှကယ်လီဘသူဘာမှမသိဘူးကိုကြီးပဲပို့တယ်သူဘာအပြီးမဆိုင်ပြီးအောက်ထပ်ပြရတဲ့သမီးပဲဘယ်လိုစီစဉ်ဟုတ်တယ်သူဘာမှမသိဘူးပြောတယ်သူဘာပဲပြင်နေအဲ့ဒါပြန်လာကြည့်တယ်နော်သူအိမ်တော်မှာဘယ်ဟာပြက်တယ်သူဘာမှမသိသေးတော့သမီးတစ်ခါပဲပြန်ဒီကောင်မလေးတနေ့မှာစပြန်လာတယ်သူဒီမှာအောက်ထားပါပဲဖိုးအိမ်နေတယ်ကတင်တလုံးနဲ့ခြံစီးတော့သူများအိမ်ကြီးလိုက်ခြံနဲ့စီးရဲကိုဝါခြံပြန်နဲ့ပဲစီးပြီးတယ်ကြည့်မကောင်းဘူးပတ်စံ30ယူရတယ်စိတ်နဲ့တော့နည်းနည်းပါးပါးပဲလုပ်မယ်ပြင်ချလိုက်တော့အကုန်လုံးမှတီးတာဘူးပတ်စံ